TIS bus ထဲက relay output တွေကို programming စလုပ်ကြရအောင် device list ထဲကနေ relay module ကိုရှာပါပြီးရင် double click ကိုနှိပ်ပြီးဖွင့်လိုက်ပါ general information မှာ device command ကိုရေးသားပါဥပမာ relay AA ground floor channels tab ကိုသွားပါပြီးရင် comments ကိုနှိပ်ပါလောက်ချိတ်ဆက်ထားတဲ့နေရာလိုက် channel တစ်ခုချင်းစီအတွက် comment ရေးသားပါပြီးရင်ဒီလောက်တရှိရာအခန်းကိုရွေးချယ်ပေးပါrelay ကိုအဖွင့်အပိတ်စမ်းသပ်ဖို့ test button ကိုနှိပ်နိုင်ပါတယ်အကယ်၍သင်က project ကိုတစ်ယောက်တည်းလုပ်နေတာဆိုရင်မိကိုရှာဖွေဖို့ခက်ခဲတဲ့အခြေအနေမျိုးမှာ start test button ကိုနှိပ်ပြီးတော့ channel ကိုစမ်းသပ်နိုင်ပါတယ်မိက on off မိတ်တုံလုပ်နေမှာဖြစ်လို့မိကိုရှာဖွေဖို့ project တုံးအောင်ရှောက်သွားနိုင်ပါတယ်ရှာဖွေပြီးတဲ့အခါ stop test ကိုနှိပ်ပြီး like comment ရေးပါ session or delay ဒီ setting ကို relay ဖွင့်ချိန်မတိုင်မီ delay တစ်ခုထည့်သွင်းမှုအမြဲသုံးပါတယ်ဒီ delay ကို second နဲ့တိုင်းကြပါတယ် protection delay ဒီ setting က heating system, boiler နဲ့ refrigeration units နဲ့ pump store လိုမျိုး device တွေကိုစက်တိုက်ဖွင့်ခြင်းပိတ်ခြင်းကနေကာကွယ်ပေးပါတယ်တချို့ device တွေကပိတ်ပြီးတဲ့နောက်မှာတင်တော့တဲ့ delay time မရှိဘဲနဲ့တန်းပြီးတော့ပြန်ဖွင့်လိုက်မယ်ဆိုရင်ပျက်စီးတတ်တာကြောင့်ပါဒီ delay time ကို minute နဲ့တွက်ချက်ပါတယ် auto release အကယ်၍သင်က electric strike ဒါမှမဟုတ် game motor ကို control နေရဆိုလို့ရှိရင်တော့ relay ကိုစက်တိုက် activate လုပ်ထားဖို့မလိုအပ်ပါဘူး auto release function ကိုဖွင့်လိုက်ပါပြီးရင်အချိန်ကိုစက္ကန့်လားမိနစ်လားဆိုတာကိုရွေးချယ်ပေးပါအဲ့ဒီနောက် relay ကနေအလိုလျောက်လွှတ်ပေးဖို့လိုအပ်တဲ့အချိန်ကိုထည့်သွင်းပေးရပါမယ် scene relay တွေက channel အားလုံးကိုဖွင့်လိုက်ဖို့ scene 1လိုမျိုး scene တစ်ခုကိုသင်ဖန်တီးနိုင်ပါတယ် scene resume ကိုနှိပ်ပြီးတော့ restore after blackout setting ကို configure ချပေးနိုင်ပါတယ် scene 0အဖြစ်သတ်မှတ်ခြင်းမိဖြတ်ပြီးနောက်မိပြန်လာတဲ့အခါ channel အားလုံးပိတ်သွားမှာဖြစ်ပါတယ်ဒါမှမဟုတ်မိတချို့ကိုဖွင့်ဖို့ scene 1ဒါမှမဟုတ်တခြား scene တစ်ခုအဖြစ်နဲ့သတ်မှတ်နိုင်ပါတယ်ဒါမှမဟုတ်တတိယ option ကိုရွေးကနောက်ဆုံးအချိန်လေးတိုင်းမိများကိုပြန်လည်ဖွင့်ဆက်စေနိုင်ပါတယ် energy session channel တစ်ခုချင်းစီအတွက် watt အသုံးပြုမှုကိုထည့်သွင်းနိုင်ပါတယ်ဒီလိုထည့်ထားရင် module က channel တစ်ခုချင်းစီဖွင့်ထားတဲ့အခါ daily နဲ့ monthly energy consumption ကိုတွက်ချက်ပေးမှာဖြစ်ပါတယ် relay module တစ်ခုစီအတွက်ဒီလို setting အတိုင်းပဲတူညီစွာထပ်လုပ်ပေးပါ vanilla switch လိုမျိုး smart switch တွေရဲ့နောက်မှာရှိတဲ့ relay တွေအတွက်ဆိုရင် switch ကို double click နှိပ်ပြီးဖွင့်လိုက်က digital output tab ကိုသွားပါ mode ကို light အဖြစ်ရွေးချယ်ပါ channel comment ကိုရေးသားပါပြီးရင်အခန်းတစ်ခုကို assign ချပေးပါလိုအပ်ရင် auto release ကိုဖွင့်ပြီးလွှတ်ပေးမယ့်အချိန်ကိုသတ်မှတ်နိုင်ပါတယ် restore after blackout setting ကိုလည်း configure ပြုလုပ်နိုင်တယ်လို့ energy setting ကိုလည်း configure ချပေးနိုင်ပါတယ် relay များထဲပြုလုပ်ခဲ့တဲ့ configuration အလုံးကို project database ထဲကိုအလိုလျောက်ပေါင်းထည့်သွင်းပါလိမ့်မယ် project config ကိုရွေးကအခန်းတစ်ခုစီအောက်မှာသတ်မှတ်ပေးထားတဲ့ channel အားလုံးကို check in ပြုလုပ်ခြင်းဖြင့် setting အားလုံးကိုကြည့်ရှုနိုင်ပါတယ်